တစ်ခွာပန်းဟာကမ္ဘာပန်းလောကမှာတန်ဖိုးအထားဆုံးဈေးအများဆုံးပေးရတဲ့ပန်းမျိုးဖြစ်ပါတယ်။မြန်မာစာပေတွေမှာလည်းတစ်ခွာပန်းကိုပင်စင့်ပန်းပြန်လို့တင်စားခေါ်ပေါ်ကြပါတယ်။ရှေးမြန်မာမင်းတွေလက်ထက်မှာတစ်ခွာပန်းတစ်မျိုးဖြစ်တဲ့သဇင်ပန်းကိုပန်းများပင်လို့ချီးကျူးခေါ်ပေါ်ကြပြီးတော်ဝင်ပန်းမြတ်အဖြစ်သတ်မှတ်ထားကြပါသေးတယ်။အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ရေကုန်နန်းပန်းတော်တွေကတစ်ခွာဆိုတဲ့တစ်ခွာပန်းလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ရောင်စုံလိပ်ပြာလေးတွေလိုလှကြွယ်တဲ့တစ်ခွာပန်းလေးတွေဟာထူးခြားတဲ့သဘာဝပုံပန်းတရံနဲ့အဆင့်အသွေးတို့ကြောင့်ပန်းလောကမှာထင်ပေါ်ကျော်ကြားပါတယ်။ကမ္ဘာပေါ်မှာတန်ဖိုးအထားရဆုံးပန်းမျိုးဖြစ်ပြီးတချို့နိုင်ငံတွေမှာစီးပွားဖြစ်စိုက်ပျိုးကြပါတယ်။တစ်ခွာပန်းဟာကမ္ဘာပန်းလောကမှာတန်ဖိုးအထားဆုံးဈေးအများဆုံးပေးရတဲ့ပန်းမျိုးဖြစ်ပါတယ်။မြန်မာစာပေတွေမှာလည်းတစ်ခွာပန်းကိုပင်စင့်ပန်းပြန်လို့တင်စားခေါ်ပေါ်ကြပါတယ်။ရှေးမြန်မာမင်းတွေလက်ထက်မှာတစ်ခွာပန်းတစ်မျိုးဖြစ်တဲ့သဇင်ပန်းကိုပန်းများပင်လို့ချီးကျူးခေါ်ဝေါ်ကြပြီးတော်ဝင်ပန်းမြတ်အဖြစ်သတ်မှတ်ထားကြပါသေးတယ်။ပေါ်ဦးပေါ်ဖျားသဇင်တွေကိုဘရင်မင်းမြတ်ထံဆက်တာတဲ့အခါရွှေထိုးပြီးတိုင်းနယ်ကျိုင်းနဲ့ဝင်းရံကဆက်တာရပါတယ်။အနောက်နိုင်ငံတွေမှာမျိုးကောင်းပြီးရှားပါတဲ့တစ်ခွာပန်းတအုံတစ်ဖွဲ့ကိုငွေပေါင်းထောင်တောင်းချီပေးကဝယ်ယူကြရပါသေးတယ်။တစ်ခွာပန်းရဲ့အလှအဆင့်အတန်းပြည့်စုံမှုတို့ကိုကြပြဆရာတက္ကသိုလ်ကျော်ဝင်းမောင်ရဲ့ခရမ်းပြဏိဒန်းထဲမှာဒီလိုမျိုးရေးသားဖော်ပြထားပါတယ်။ကာလကိုဆန့်ရနက်မကုံမချုံမနွမ်းနတ်ပန်းဤကုံဘဝတသက်တရက်သားကျုံတစ်ခွပန်းခရမ်းပြအာယုံနန္ဒဝင်မှအလှဧည့်သည်ပန်းတကာဤမွေးမိမွေးမယ်ကဘာဖြက်မီတားစီကာကွယ်တစ်ခွပန်းခရမ်းပြမိငယ်မြတ်စွာဘုရားဥချကိုယောဖန်ဦးကြွေဦးစိုက်ထိုးပူဇော်မင်္ဂလာအပေါင်းခညောင်းစေသောတစ်ခွပန်းခရမ်းပြဟုကြောအမဒါမင်းငွေစင်းသူထံအလှခံသိန်းနန်းသိန်းပွဲခံအကဘုံ၌နန်းဆိုင်လေးပြန်တစ်ခွပန်းခရမ်းပြဤကံတစ်ခွပန်းတို့ဟာဒီလိုအမျက်တနိုးတန်မိုးထားပွဲမမောကြပွဲကောင်းလှအောင်ကိုထူးကဲလှပနေပါတယ်။တစ်ခွပန်းဟာအော်ကီဒေစီအီမျိုးရင်းမှာပါဝင်ပြီးအပင်လောကမှာမျိုးစိတ်မျိုးပြားအများဆုံးအပင်မျိုးဖြစ်ပါတယ်။ဒီကနေ့ထိကမ္ဘာပေါ်မှာတစ်ခွမျိုးစိတ်ပေါင်း3000ကျော်လောက်ရှိပါတယ်။ကမ္ဘာပေါ်မှာအေးလုံးတဲ့ဒေသတွေနဲ့ပူလုံးတဲ့ဒေသတွေကလွဲပြီးကမ္ဘာအရှိတ်ချမ်းနဲ့အနောက်ဘက်ချမ်းနှစ်ဖက်စလုံးမှာတစ်ခွပင်တွေပေါက်ရောက်ပါတယ်။အပူပိုင်းစုံနဲ့အပူရောပိုင်းဒေသတွေမှာပေါက်ရောက်တဲ့တစ်ခွမျိုးတွေကတော့စိန်ကြီးမြိုင်ကြီးရိတ်ကြီးတောတောင်နေရောင်မခံပန်းပြန်ပင်ဆင့်မြေနှစ်ရံဘတ်ဆိုတဲ့ဖုံးနှစ်ကန်နှစ်ရွှေသင်းကြပြလေးတွေကစာသားလေးအတိုင်းပဲမြေမာမပေါက်ဖဲများသောအားဖြင့်အရေးအဝါဒကောင်းတဲ့တစ်ပင်ကြီးငယ်တို့ရဲ့ပင်လုံးမင်းစီနဲ့အကိုင်းတို့မှာတွဲကပ်ပြီးပေါက်ရောက်တတ်ကြပါတယ်။တမပိုင်းဒေသတွေမှာပေါက်ရောက်တဲ့တစ်ခွပင်တွေဟာရုက္ခဗေဒအလိုအရအပူပိုင်းဒေသပေါက်တစ်ခွပင်တွေနဲ့မျိုးရင်းချင်းတူကြပါတယ်။ဒါပေမဲ့မြေကြီးပေါ်မှာပဲပေါက်ရောက်ကြပါတယ်။အပူပိုင်းနဲ့ပူရောပိုင်းဒေသတွေမှာလည်းမြေပေါက်တစ်ခွမျိုးကိုအတော်တန်တွေ့ရပါတယ်။မြန်မာနိုင်ငံမှာကမုံလူတချို့တွေခေါ်ဝေါ်ကြတဲ့အပင်တချို့ဟာလည်းတစ်ခွမျိုးဝင်တွေပဲဖြစ်ပါတယ်။တစ်ခွမျိုးတွေကိုတောင်အမေရိကတစ်ခွမျိုးနဲ့အရှေ့အိန္ဒိယကျွန်းစုတစ်ခွမျိုးဆိုပြီးအုပ်စုနှစ်စုခွဲထားပါတယ်။ပထမတစ်ခွမျိုးဟာမြောက်အမေရိကတောင်ပိုင်းနိုင်ငံတွေနဲ့တောင်အမေရိကနိုင်ငံတွေမှာအလေးကျပေါက်ရောက်တတ်ပါတယ်။တောင်အမေရိကအုပ်စုဝင်ကက်တလီယာမျိုးကွဲတွေရဲ့တစ်ခွမျိုးတွေဟာလူကြိုက်အများဆုံးနဲ့အဖိုးတန်ဆုံးဖြစ်ကြပါတယ်။အရှေ့အိန္ဒိယကျွန်းစုအုပ်စုဝင်တစ်ခွမျိုးတွေကတော့အာရှတိုက်တောင်ပိုင်းနိုင်ငံတွေနဲ့ဩစတြေးလျတိုက်ဘက်တွေမှာပေါက်ရောက်တတ်ပါတယ်။တစ်ခွအုပ်စုတွေထဲမှာဒင်ဒရိုဗီယန်မျိုးကွဲဝင်တစ်ခွတွေဟာအရေးအပါဆုံးဖြစ်ပါတယ်။အဲ့ဒီတစ်ခွမျိုးတွေဟာအရှေ့အိန္ဒိယကျွန်းစုအာသံပြည်နယ်မြန်မာနိုင်ငံနဲ့ဩစတြေးလျနိုင်ငံတို့မှာတွေ့ရပါတယ်။ Phalaenopsis မျိုးကွဲဝင်တစ်ခွတွေကတော့အလွန်လှပပြီးရှားပါတာကြောင့်အတော်ကိုအဖိုးတန်ပါတယ်။ကမ္ဘာပေါ်မှာထူးဆန်းလှပတဲ့အဖိုးတန်တစ်ခွမျိုးစုံရှိတဲ့နိုင်ငံကတော့မြောက်အမေရိကတိုက်တောင်ပိုင်းက
မက္ကဆီကိုနိုင်ငံဖြစ်ပါတယ်အာရှနိုင်ငံတွေထဲမှာနာမည်ကျော်တစ်ခွပန်းတွေပေါက်ရောက်တဲ့နိုင်ငံတွေကတော့အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်နိုင်ငံတို့ဖြစ်ကြပါတယ်ဒါအပြင်ဖိလစ်ပိုင်နိုင်ငံနဲ့ဟာဝိုင်ယီကျွန်းစုကတစ်ခွဥယျာဉ်တို့ကလည်းကြော်ကြားပါတယ်မြန်မာနိုင်ငံမှာဆိုရင်စိန်ကြီးမြိုင်ကြီးရိတ်ကြီးတောတောင်တို့မှာသာမကမြေပြန့်ဒေသတွေရဲ့တစ်တောတွေမှာလည်းတစ်ခွအမျိုးမျိုးကိုတဘာဝလျောက်ပေါက်ရောက်ကြတာကိုတွေ့ရပါတယ်ရှမ်းပြည်နယ်ကချင်ပြည်နယ်တနင်္သာရီနဲ့ရခိုင်ရိုးမှစတဲ့တောင်ကုန်းဒေသတွေမှာလည်းအလွန်လှပတဲ့တစ်ခွမျိုးတွေကိုအများအပြားတွေ့ရပါတယ်အထူးသဖြင့်ရှမ်းပြည်နယ်နဲ့ချင်းတွင်းမြစ်ဝမ်းတို့ဘက်မှာတစ်ခွအလွန်ပေါများလှပါတယ်မြန်မာနိုင်ငံကိုလာရောက်ပြီးတစ်ခွမျိုးစိတ်တွေလေ့လာသုတေသနပြုခဲ့တဲ့အင်္ဂလိပ်လူမျိုးရုက္ခဗေဒပါရဂူကြီးကင်းတန်ဝတ်ဟာမြန်မာနိုင်ငံမှာတစ်ခွမျိုးစိတ်ပေါင်း1000ကနေ1500အထိရှိပြီးမလာယူကျွန်းဆွယ်မှာ800လောက်ရှိတယ်လို့ဆိုထားပါတယ်အင်္ဂလန်နိုင်ငံကို Queen Victoria အုပ်စိုးချိန်မှာတစ်ခွပန်းရဲ့ထူးခြားတဲ့အသွင်အပြင်ကြောင့်တစ်ခွပန်းဟာတန်မိုးကြီးပန်းတစ်ပွင့်ဖြစ်သွားခဲ့ပါတယ် Victorian Flower Language အရတစ်ခွပန်းဟာလှပမှုဂုဏ်ကျက်သည့်နဲ့ချမ်းသာကြွယ်ဝမှုတို့ကိုကုစားပြုပါတယ်ဒါကြောင့်အဲ့ဒီအခါတုန်းကမိန်းကလေးတွေကိုပူပန်းရမှာတစ်ခွပန်းကိုတန်မိုးကြီးလက်ဆောင်အနေနဲ့ပေးတတ်ကြပါတယ်ပေးတဲ့တစ်ခွပန်းကရှားပါးလေးလေးကိုယ့်ရဲ့အချစ်ကပူနဲ့ရှိုင်းချောင်းတက်တည်ထူးသလိုဖြစ်လေးလေးပဲဖြစ်ပါတယ်အလှဆင်မှုဖြစ်ဖြစ်စီးပွားရေးအရာဖြစ်ဖြစ်အမြတ်တနိုးစိုက်ပျိုးနေကြပြီးထူးခြားစံပြအလှတရားရှိတဲ့ပန်းတစ်ခွဟာတဘာဝကပေးတဲ့လက်ဆောင်တစ်ခုဖြစ်လို့တဘာဝတရားကိုချစ်မြတ်နိုးတဲ့သူတိုင်းတစ်ခွပန်းလေးတွေကိုလည်းတန်မိုးထားချစ်မြတ်နိုးကြမှာအတိအကျပဲဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့ရကုံနန်းပန်းတို့တွေကတစ်ခွဆိုတဲ့တစ်ခွပန်းလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်နောက်များမှာလည်းအမျိုးမျိုးသောပန်းတွေတဲကပန်းတချို့နဲ့ဆက်ဆက်တဲ့အကြောင်းအရာလေးတွေအပြင်ရိုးရာဓလေ့လေးတွေကိုပါရှင်တွဲဖော်ပြတင်ဆက်ပေးသွားမှာမို့ပရိသတ်ကြီးအတွက်တုတနဲ့ယတ္တာကိုတပြိုင်နက်ခန်းစားကြရမှာပါလို့ကြိုတင်အသိပေးရင်ရာသီမသိပန်းနဲ့ညီဆိုတဲ့အစီအစဉ်လေးကနေနှုတ်ဆက်လိုက်ပါတယ်။ဇလန်းရဲ့ Facebook, YouTube နဲ့ Spotify တို့မှာ Like and Follow လုပ်ထားပြီးအချိန်မရွေးနေရာမရွေးစောင့်ကြည့်အားပေးနိုင်ပါပြီခင်ဗျာ။ကျွန်တော်တို့ဇလန်းကိုအစဉ်တစိုက်စောင့်ကြည့်အားပေးနေကြတဲ့ပရိသတ်တဦးစီတိုင်းကိုလည်းဇလန်းကနေကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။